Kevin Klein လို့ပြောလိုက်တာနဲ့ခင်ဗျားတို့ခေါင်းထဲမှာဘာရင်ဆုံးပြည့်မြင်ပြီလဲကပတ်ကစလုံးကြီးတွေနဲ့အောက်ခံပါပြီလားဆွမ်းမဆရာရင်မွန်းနှမ်းနေလားဒါမှမဟုတ်ဝက်လိုက်တာနဲ့ဆွဲဆောင်မှုရှိတဲ့ရင်းဝင်းဆုံးနေလားတကယ်တော့ဒီအရာတွေကဆယ်စုနှစ်ပေါင်းများစွာကမ္ဘာတော်ဝန်က casual wear ရဲ့တင်ကြတာတစ်ခုလိုဖြစ်လာခဲ့ပါတယ်အခြား brand တွေနဲ့မတူတဲ့ရိုရှင်မီဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းတွေထူးခြားတဲ့ marketing နည်းဗျူဟာတွေနဲ့ fashion လောကမှာသူတို့ရဲ့နေရာကိုအခိုင်အမာတည်ဆောက်နိုင်ခဲ့ပါတယ်ဒါတွေမကပဲကမ္ဘာကျော် celebrity တွေနဲ့ collaboration များစွာပြုလုပ်ခဲ့တာကြောင့်လည်းအတိအကျမရှိတဲ့ global brand တစ်ခုဖြစ်လာခဲ့ပါတယ်ဘလိုရာတွေကသူတို့ကိုဒီလောက်ထိအောင်မြင်စေခဲ့ရလဲသူတို့ရဲ့တန်ပေါင်းများစွာသောအောင်မြင်မှုနောက်ွယ်ကလူတွေသိမသိသေးတဲ့စီးပွားရေးဗျူဟာတွေနဲ့တိတ်ဝက်ချက်တွေကိုဒီဗီဒီယိုမှာပြပြပေးသွားပါမယ်ဒီအောင်မြင်မှုတွေအားလုံးဟာ1968ခုနှစ်နယူးယောက်မြို့ကတင်းငယ်တဲ့ရုံးခန်းတစ်ခုကစတင်ခဲ့တာပါအသက်26နှစ်ရွယ်ပဲရှိသေးတဲ့ဒီဇိုင်နာ Kevin Klein ဟာသူ့ရဲ့ငယ်ငယ်ချင်း Barry Schwartz နဲ့ပေါင်းပြီးဒေါ်လာ1000နဲ့ရရုပ်လုပ်ငန်းကိုစတင်ခဲ့ပါတယ်။သူရဲ့အဓိကယူဆချက်ကရိုရှင်မီတက်ရတဲ့ဝတ်စားတွေဖန်တီးဖို့ပဲဖြစ်ပါတယ်။အစပိုင်းမှာမြို့သမီးဝဲကိုင်းကြီးတွေကိုပဲချုပ်လုပ်ခဲ့ပေမဲ့သူရဲ့ရိုရှင်မီစံတဲ့ဒီဇိုင်းကြောင့်ပဲနာမည်ကြီး store ဆိုင်တွေရဲ့အတိအမှတ်ပြုကိုချက်ချင်းရရှိခဲ့ပါတယ်။ဒါပေမဲ့ Kevin Klein ကိုနာမည်ကျော်ရစေခဲ့ရတော့ဒီကိုင်းကြီးတွေမဟုတ်ပါဘူး။လူတွေနေတိုင်းဝတ်ဆင်နေပေမဲ့ဘယ်သူမှ fashion လို့မသတ်မှတ်ခဲ့ကြတဲ့ဂျမောင်းမီတွေကိုစတင်ထုတ်လုပ်တဲ့အချိန်မှာတော့ Kevin Klein ဆိုတဲ့နာမည်က fashion လောကရဲ့ထိပ်ဆုံးကိုရောက်ရှိသွားပါတယ်။အဲ့ဒီမတိုင်ခင်အထိဂျမောင်းမီတွေကအလောက်ကျန်လို့တဲ့သူတွေပေါ်ပေါ်ပါနေကြတဲ့သူတွေပဲဝတ်ခဲ့ကြပြီးတော့ပေါ်ပါရှောင်းတဲ့ style ရှိတဲ့ပုံစံတွေပါ။ဒါကို Kevin လေးကလုံးဝပြောင်းလဲပြီးခဲ့ပါတယ်။သူကပထမဆုံးအကျင့်ဖြစ်ခန္ဓာကိုယ်ရဲ့ကောက်ကြောင်းတွေကိုပေါ်လွင်စေမဲ့ကြက်ကြက်ရဲ့နဲ့ဆွဲဆောင်မှုပြည့်ရှိမဲ့ဒီဇိုင်နာဂျင်းဆိုတဲ့ပုံစံတွေကိုစတင်ပြီးဆက်လိုက်ပြီးတော့ကပတ်နေရာမှာလည်းအမတ်တစိတ်ကိုတသက်ရဲ့ရနေလိုက်ပါတယ်။ပြီးတော့တမန်တလျှောက်အလောက်ကတ်ဆုံးဖြစ်ခဲ့တဲ့အသက်15နှစ်အရွယ်ရိုရှီရဲ့ကျွန်တော်ကိုချပြလိုက်ခဲ့တဲ့အခါမှာတော့ Me and my Calvins nothing ကပါလုံးဝလူငယ်တွေကစီကေချမောင်းမီတွေကိုတပတ်တည်းနဲ့အထည်ပေါင်းတန်းနဲ့ချီပြီးယူမှုလိုက်ဝယ်ကြတဲ့အထိအောင်မြင်သွားခဲ့ပါတယ်။စိတ်ဝင်စားစရာတစ်ချက်ကတော့ Kevin Klein ရဲ့လူသိများဆုံး product ကဂျင်းမဟုတ်ပါဘူး။ drink ကန်တွေပဲဖြစ်ပါတယ်။ဒီ bucket တွေမှာ CK drink ကန်ကိုမသိတူမရှိကြပြီမဲ့အဲ့မတိုင်ခင်က drink ကန်ဆိုတာဘယ်သူမှအပြစ်မှာပြချင်တဲ့ fashion item တခုမဟုတ်ခဲ့ပါဘူး။ဒါကို Kevin Klein ဟာသူတို့ရဲ့ underwear ပေါ်မှာ logo ထင်ရှားရနေလိုက်ပြီး brand ကိုလူတိုင်းမှတ်မိနိုင်အောင်ဖန်တီးခဲ့ပါတယ်။နောက်မှာတော့သူတို့ရဲ့ရင်းလုံးနဲ့ marketing နည်းဗျူဟာတွေဖြစ်တဲ့ black and white ဓာတ်ပုံတွေနဲ့ခန္ဓာကိုယ်ထင်ရှားပြတဲ့ပုံတွေ1992ခုနှစ်ကကမ္ဘာကျော်ရုပ်ရှင်မင်းသားဖြစ်တဲ့ Matt Webber ပါဝင်တဲ့ကြော်ညာတွေ Vita ရဲ့ Titan Supermodel Katie Moss တို့နဲ့ collaboration လုပ်ထားတဲ့ campaign တွေကလည်းလူငယ်တွေကြားထဲမှာအကြီးကျယ်ပြောစရာဖြစ်လာခဲ့ပြီး Kevin Klein ဆိုတဲ့နာမည်ကိုပိုပြီးလူသိလာကြပါတယ်။ဒီလိုထူးခြားတဲ့ viewer တွေကြောင့်ပဲ Kevin Klein underwear ကကမ္ဘာပေါ်မှာရောင်းအားအများဆုံးအမှတ်စိတ်တစ်ဖြစ်ရပ်တည်နေပါတယ်။ဒီအောင်မြင်မှုတွေနောက်ွယ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့စီးပွားရေး viewer တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ညင်ပွားပွဲရာကနေပြီးတော့လူတွေရဲ့အောင်ဆက်မှုကိုရယူနိုင်ခဲ့တာပါ။စီးပွားရေးလောကမှာလူသိများတဲ့အယူဆတစ်ခုရှိပါတယ်။အဲ့ဒါကတော့လူတွေကိုယ်ကြောင်ပြောနေဖို့ကအရေးကြီးရဆိုတဲ့အချက်ပါပဲ။ Kevin Klein ရဲ့ကြော်ညာချို့ဟာအဲ့ဒီခေတ်အတွက်ရဲရင်လွန်နဲ့ဆွဲဆောင်မှုလုပ်ခဲ့ရဆိုပြီးဝေဖန်ခဲ့ရဆိုချို့နေရာတွေမှာကန့်သက်မှုတွေလည်းကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီညင်ပွားမှုတွေက brand ရဲ့နာမည်ကိုပိုပြီးလူသိများလာစေခဲ့ပါတယ်။အကြောင်းကတော့လူတွေရဲ့သဘောဟာကြီးနေလို့ပြောနေလေဘာများလဲလို့ပိုပြီးစိတ်ဝင်စားလေဖြစ်တာကြောင့်ပါဒီလိုနဲ့ကြော်ညာတစ်ခုချင်းစီဟာ fashion သတင်းတွေမီဒီယာတွေနဲ့လူမှုအတိုင်းအဝိုင်းတွေကြားမှာအကြီးကျယ်ဆွေးနွေးခံခဲ့ရတဲ့အကြောင်းအရာတွေဖြစ်လာပါတယ်ဒါ့အပြင် Kevin Klein ဟာထုတ်ကုန်ရဲ့အရေးသေးကိုပဲအဝန်ဆိုင်ရောင်းချခဲ့တာမဟုတ်ပါဘူးသူရဲ့ကြော်ညာတွေကဒီအတွင်းကဘာပစ္စည်းနဲ့လုပ်ထားရဲဆိုတာထက်ဒီ brand ကိုဝတ်တဲ့သူတွေကဘယ်လိုလူမျိုးလဲဆိုတဲ့ပုံကိုပိုပြီးဖန်တီးပေးခဲ့ပါတယ်တနည်းအားဖြင့်သူတို့ရောင်းချခဲ့တာကဝတ်စားတစ်ထည်တဲ့ပိုတဲ့ lifestyle နဲ့ brand image ပဲဖြစ်ပါတယ်ဒီလို viewer တွေကြောင့်ပဲ Kevin Klein ဟာလူငယ်တွေရဲ့စိတ်ထဲမှာအမတ်တစိတ်တစ်ခုဖြစ်ခိုင်မာနေရာယူနိုင်ခဲ့တာဖြစ်ပါတယ်